ဒီမိန်းကလေးကတချင်းဆိုတာနဲ့ကခုန်ချင်းအတက်ပညာကိုရှင်းနှစ်တိုင်တိုင်အပတ်တကုတ်လေ့ကျင့်ခဲ့ရသူပါခုတော့သူဟာကြီးကျယ်ခမ်းနားလာတဲ့ဂီတစုပေးပွဲစင်မြင့်ထက်ကိုနောက်ဆုံးမှာတက်လန်းခွင့်ရခဲ့ပါပြီဒါပေမဲ့နောက်ဆက်တွဲဖြစ်လာမယ့်အရာကိုတော့ဘယ်သူမှကြိုတင်မမျှော်လင့်ထားခဲ့ကြဘူးဖျော်ဖြေရေးကအရှင်ဟုံပြည့်နဲ့အထွတ်အိတ်ကိုရောက်နေတဲ့အချိန်မှာပဲစင်မြင့်ရဲ့အတန်ပိုင်းဆိုင်ရာစနစ်ကရုတ်တရက်ချိုးယွင်းသွားခဲ့တယ်နောက်ခံတေးဂီတကချက်ချင်းကြီးရပ်တန့်သွားခဲ့ပြီးပတ်ဝန်းကျင်တစ်ခုလုံးရေခဲပြင်ကြီးလိုအေးခဲတုံလာပုတ်သွားခဲ့ရပါတယ်အခမ်းအနားမှာရှိနေသူအားလုံးအံ့အားမင်သက်ကုန်ကြသလိုဒရိုက်တာဂျော့ချ်ဒေးဗစ်နဲ့အက်ဒဝတ်တို့အပါအဝင်လူတိုင်းရင်တစ်ထိတ်ထိတ်နဲ့အရန်ကိုစိုးရိမ်ပူပန်သွားကြပါတယ်အဲ့ဒီအချိန်မှာအဲ့ရဲ့ကောင်းထဲမှာတော့အတိတ်ကပုံလေးတွေအစီအဖြစ်ပြေးသွားခဲ့ပါတယ်ပင်ပန်းဆင်းရဲစွာနဲ့ရက်ဆက်လေ့ကျင့်ခဲ့ရတဲ့နေ့ရက်တွေအဖွဲ့စတင်ဖွဲ့စည်းခဲ့တဲ့အခိုက်အတန့်ပွဲဥထွက်ဖျော်ဖြေပွဲတက်စီးခဲ့ရတဲ့မြင်ကွင်းတွေနဲ့နယ်ဘက်တွေမှာဆင်ထိုးပြီးလှည့်လည်ဖျော်ဖြေခဲ့ရတဲ့ပုံလေးတွေဟာမျက်စိထဲတရေပေါ်လာခဲ့တာပါသူဟာဒီနေ့လိုနေမျိုးအတွက်အရာရာကိုစနစ်တကျစီးကပ်စွာနဲ့ရင်းနှီးပေးဆက်ခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်ငါဒီတိုင်းစင်ပေါ်ကနေတာမန်ကာရှန်ကဆင်မသွားနိုင်ဘူးလို့သူ့ကိုယ်သူပြန်ပြောခဲ့ပါတယ်အဖွဲ့ဝင်မိန်းကလေး၃ယောက်စလုံးရဲ့စိတ်ထဲမှာလည်းအောက်ပါအတိုင်းတစ်ထပ်တည်းတွေးနေကြတာပါငါတို့ရဲ့ဖျော်ဖြေမှုကဒီလိုပုံစံနဲ့တော့မပြီးဆုံးသွားစေရဘူးချက်ချင်းဆိုသလိုပဲသူတို့အားလုံးတပြိုင်နက်တည်းဆက်လက်ဖျော်ဖြေခဲ့ကြပါတယ်နောက်ခံတေးဂီတမရှိတော့တဲ့အတွက်သူတို့ဟာအကပ်ပယ်လာစတိုင်နဲ့အတန်ပလာတီဆိုခဲ့ကြသလိုတီးလုံးစီးချက်မရှိတဲ့ကြားကစီးချက်ကိုစိတ်ထဲမှာပဲမှတ်သားပြီးကခဲ့ကြတယ်သူတို့ရဲ့စိတ်ဓာတ်နဲ့ဖျော်ဖြေမှုကြောင့်ဒရိုက်တာကြီးတောင်စွန့်ပြီးပါဇက်အဟောင်းသားဖြစ်သွားခဲ့ရတယ်ဒါကြောင့်သူဟာအစီအစဉ်ကိုဒီတိုင်းပဲဆက်လက်ထုတ်လွှင့်ခွင့်ပြုခဲ့တယ်အစောပိုင်းကဝေဖန်ဖို့အစင်သစ်စောင့်နေကြတဲ့ပရိသတ်တွေတောင်မှဒီမိန်းကလေး၃ယောက်ဟာတကယ်ကိုပါရမီရှိပြီးထူးချွန်တဲ့သူတွေဆိုတာမချီးမွမ်းပဲမနေနိုင်အောင်ဖြစ်သွားခဲ့ရတဲ့ဒါကိုမြင်လိုက်ရတဲ့ဂျော့ချ်ကကျင်းနဲ့အားရတဲ့အပြုံးတစ်ခုကိုပြုံးလိုက်တယ်လို့ဝက်လဲခန်းထဲမှာရင်တမမနဲ့စောင့်နေတဲ့အက်ဒဝတ်လက်တက်ပြင်းချနိုင်သွားခဲ့ပြီးအဲ့ချိန်မှာနောက်ခံတေးဂီတကပြန်ပွင့်လာခဲ့တယ်အံ့ဩဖို့ကောင်းတာကသူတို့ကကွက်စီးချက်တွေဟာပြန်ပွင့်လာတဲ့ဂီတတန်နဲ့တစ်စက္ကန့်လေးတောင်မလွဲပဲကွက်တီပြန်ကျနေတာပါပဲဒါကနှစ်ပေါင်းများစွာအသေးလဲလေ့ကျင့်ခဲ့မှုရဲ့ရလဒ်ပါပဲအားလုံးရဲ့ရင်တပိုးကိုစိုးရင်စိတ်တွေလည်းနောက်ဆုံးတော့ငြိမ်သက်သွားခဲ့ရပါပြီအဲ့ဒီအချိန်မှာပဲအက်ဒဝတ်ဟာနောက်ထပ်အသေးစိတ်အချက်တစ်ခုကိုသတိထားမိသွားပြီးအဲ့အပေါ်ကိုလို့တောင်တနာတီယူနာတက်သွားခဲ့ရပါတယ်အကြောင်းကတော့ကျန်တဲ့အဖွဲ့ဝင်2ယောက်နဲ့အရက်အမောင်းညီညာစီးချက်ကြနေစေဖို့အတွက်အဲ့တယောက်ဖျော်ဖြေပွဲတစ်ခုလုံးမှာတောင်းမြစ်ဖက်နှက်စီးပြီးကတ်ခဲ့ရလို့ပါပဲဖျော်ဖြေပွဲပြီးသွားတဲ့အခါအက်ဒဝတ်ဟာဝက်လဲခန်းအပြင်ဘက်မှာမတ်တက်ရက်နေခဲ့ပါတယ်သူ့ရဲ့အနေထားအရအဝေးကနေပဲလန့်ခေါ်လို့ရခဲ့တာပါဝက်လဲခန်းထဲကမိန်းကလေးတွေကတော့တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းဖြစ်ပွားခဲ့တဲ့မတော်တဆမှုရဲ့ကြီးမားလာတဲ့ဖိအားတွေအောက်မှာဖျော်ဖြေမှုကိုအောင်မြင်အဆုံးသတ်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့အလွန်အမင်းပင်ပန်းနဲ့သွားကြတာမို့အိပ်ပျော်ကုန်ကြပါပြီတကယ်တော့ဒီထုတ်လွှင့်မှုအတွင်းဖြစ်ပွားခဲ့တဲ့အမှားယွင်းဟာသူတို့အတွက်မမျှော်လင့်ထားတဲ့အောင်မြင်မှုတွေကိုယူဆောင်လာပေးခဲ့တာပါမကြခင်မှာပဲတီးပါတီလို့အမည်ရတဲ့ဒီမျက်နှာတင်မိန်းကလေးအဖွဲ့ရဲ့သတင်းတွေဟာလူမှုကွန်ရက်နဲ့ website ကြီးတွေရဲ့သတင်းကောင်းကြီးပိုင်းတွေမှာနေရာအပြည့်ယူသွားခဲ့ပါတယ်ဂီတတန်တက်တောက်သွားတော့လဲဆက်လက်တီးဆိုကခုန်နိုင်ခြင်းသူတို့ရဲ့စစ်မှန်တဲ့ပါရမီကိုတက်တည်ပြနိုင်ခြင်းနှစ်ပေါင်းများစွာစူးစမ်းအားထုတ်ခဲ့မှုကိုပေါ်လွင်စေခြင်းဒီအချက်တွေကြောင့်ပဲရုပ်တံလူတွေ့မြင်ငန်းတွေနဲ့ရှိုးပွဲကမ်းလှမ်းမှုတွေဟာရေလိုပွဲလိုစက်တိုက်ဝင်ရောက်လာခဲ့ပြီးသူတို့ရဲ့အလုပ်ချိန်စရာဟာနောက်လာအထိပြည့်ရှံသွားခဲ့တယ်ဒါပေမဲ့အိမ်လုံးဝမမျှော်လင့်ထားတဲ့အရာတစ်ခုကတော့ရိုက်ကွင်းပေါ်မှာအက်တဝတ်နဲ့ထပ်မံဆုံတွေ့ရဖို့ဖြစ်လာတာပါပဲပိုပြီးအနေရခက်စရာကောင်းတာကသူကိုယ်တိုင်စိတ်ကူးရင်သဘောကျနေရတဲ့အက်တဝတ်နဲ့အနမ်းပေးတဲ့အခန်းရိုက်ကူးဖို့ဖြစ်လာခဲ့တာပါတကယ်အနီးကပ်နမ်းရမယ့်အချိန်မှာရှက်သွေးဖြန်းပြီးအလွန်မင်းအနေရခက်လွန်းတာကြောင့်ရိုက်တာကြီးခန့်များမှာတော့ကက်လို့ပဲမကြာခဏအော်နေခဲ့ရတယ်